င်္ဂလာပါဟင်းချက်မလို့ပါရှင်ဟင်းချက်တဲ့နေရာမှာအဓိကပါလို့လဲဆိုတော့ဟင်းစီတက်ဖို့အတွက်လုံးဝပဲအနှစ်ပေါ့နော်အဲ့ဒီနှစ်ကိုတေချာလေးလုပ်ဖို့လိုတယ်မပြင်းမှုလိုတယ်ပေါ့နော်ဟင်းစီတက်မယ်ပေါ့အဲ့ဒီစီတက်တဲ့နေရာမှာပြင်းမှုလိုပါပဲဝိုင်းကိုရင်းချက်တဲ့ချိန်မှာပေါ့နော်ဟင်းစီတက်ရင်ကောင်းအောင်ဆိုပြီးတော့ကိုထင်းမဲ့အစာပလာကိုစတူဆက်ပြီးမြုပ်ပြီးနဲ့ရင်ထားပါတယ်ချက်ပြီးရမှာဖြစ်ပါတယ်အားပေးကြမယ်လို့ထင်ပါတယ်ဒီလေဟိုရောတီဒန်ဦးဘက်မှာလဲဒန်ဦးထဲမှာလုံးချရင်မကောင်းဘူးမဟုတ်အဲ့လိုမဟုတ်လုံးချတာမဟုတ်အဲ့ဒန်ဦးထဲမှာပဲလုံးမှာဒါပေမဲ့အဲ့ဒန်ဦးထဲမှာစက်သားတွေဟိုမလုပ်ဘူးအရင်တော့အစီတက်ချင်တာဟုတ်လေတောင်းလေဒီလေဟာပါလက်ဆွမ်းနေတယ်လေဘယ်လိုလဲတော့ဒါတီလေးလောက်ထားတယ်ဟာတော့နေလိုက်တော့မယ်နော်ချုံမုတ်စားတော့တခြားအသုံးတန်မကြိုးစားတော့